ရှိပြီလား ကဲအသာဘယ်နည်းဖြေခဲ့ရတော့ 3လပိုင်း19ရက်နေ့ အမှတ်ဘယ်လောက်ရခဲ့လဲ မတရားရောက်ရ အမှတ်တရရတယ်နော်ချုခမိသား ရမ်းဆောင်နေတယ် ကဲဒါအမှတ်တရရအောင်ဘယ်လိုတွေကြိုးစားခဲ့လဲဘယ်လောက်ကြာခဲ့လဲညီကိုရမြောက်ဝေပေးပါဦး 2020年မှာစတက်တယ်စတက်ပြီးတော့ Facebook ကလည်းတော့မဖြေလိုက်တော့ဘူးဒါနဲ့နောက်နေ့မရက်တက်မှာပဲနဲ့ဇာတ်တိုက်တင်တော့ဒီဇိုင်းမတက်ပြီးတော့ဒီနေ့မှဝင်ဖြေခဲ့ရအောင်နော်ဆရာရဲ့တင်ကြပြမှုလည်းကောင်းဆရာကပြီးတော့အားတတ်ကြတယ်နော်ဒီနေ့တစ်လုံးပေါ့ဒီနေ့တစ်လုံးဆိုရင်ဒီအသေးစိတ်ကအစားတစ်လုံးချင်းစီအသေးပဲဆွဲခေါ်ပါ နောက်ပြီးတော့ဇာမွေးခန်းထဲမှာကျတော့ဘယ်လိုတွေခံစားရတော့ ဘယ်လိုလဲပြီးတော့ဒါကငွေရဟို state ကျောင်းသားဘွားတွေရပါဒီတိုင်းပဲဟိုစာရေးပါလို့ရှမ်းနေပေါ့ရအဲ့လိုပြီးပါမှအိမ်ပြန်ဟိုဟာလေးချန်ကြီးရလေးအဲ့လိုစိတ်လှုပ်ရှားမှုရှိဒါပေမဲ့ဒီခါကျတော့ဒါနဲ့အရေးကြီးရဲ့ဆောင်းဝဲလေးဖြစ်သွားတယ်ပြီးတော့ကိုကလည်းအဲ့စိတ်ကိုပြင်လိုက်တယ်ကိုလည်းအကောင်းဆုံးဆရာတင်ပေးတဲ့မိကောင်း2000အပြင်မိကောင်း2000လည်းမကပါဘူးအများကြီးထုတ်တာဆိုတော့မိကောင်း2000 3000ပေါ့ပြီးတော့ပဝန်းဘတ်တူကိုလည်းအကောင်းဆုံးလုပ်ထားတယ်ဆိုတော့ဟိုစိတ်လည်းမပူတော့ဘူးငါလည်းအကောင်းဆုံးလုပ်ထားပြီပဲကိုလုပ်ထားတဲ့ဆောက်ကိုအကောင်းဆုံးသုံးချတော့အကောင်းဆုံးဖြေမယ်ဆိုစိတ်နဲ့ပဲအဲ့လိုစိတ်မလှုပ်ရှားဘဲနဲ့ဆောင်းရမ်းလာ နောက်ဟုတ်ပြီသားနောက်ဖြေမဲ့သူတွေရဲ့နောက်ကိုရဲတဲ့တက်မဲ့သူတွေကိုဘာတွေစကားလက်ဆောင်ပါခြင်းလဲ အဓိကတော့အဲ့လိုပေါ့ဒီနေ့တော့ဒီနေ့တင်တဲ့ဥစ္စာကိုတူတူချာချာလေးလာမယ်ပုံမှန်လေးအဆက်မပြတ်ပေါ့နော်ဟိုဈားထဲမှာလို့ဟာဝါမရှိဘဲနဲ့ဒီနေ့ဆိုတော့ပုံမှန်လေးလုပ်မယ်ဆရာပြောတာဒီချာနားထောင်မယ်စကားလုံးရဲ့အတိတ်ပဲပေါ့တူတူဆရာလေးတလုံးကအစအများကြီးဖြန့်လို့ရတယ်ဆိုရင်ကိုကြီးကစကားတင်ကြတဲ့အတွက်ကြောင့်မလို့မင်းနဲ့တလုံးကနေပြီးတော့ကိုရနိုင်လောက်တင်ပြီးလောက်အဲ့လိုထုတ်ပြီးတော့အကောင်းဆုံးကိုယ်သာကျက်မှတ်ပြီးတော့တောင်းဝဲပြရကလည်းလို့စိတ်လှုပ်ရှားမှုမရှိဘဲနဲ့ကိုရတဲ့အပိုင်းကိုပတ်မှန်နေတာဖြေဆိုအကျဉ်းပြုပါ ဟုတ်ပြီသားစကိတက်တဲ့အောင်မြင်ပြီးတော့ကိုရဲမြန်မြန်ရောက်ပါစေ ။ကံဆောင်နေတာကောင်းချင်တော့ပါမယ်ဆရာ ဟေး